cable ကိုအင်္ဂလိပ်လိုဘယ်လိုခေါ်လဲ adapter, cable, router, modem, အဖြေမှန်မှာ option B cable, အဒါကိုအင်္ဂလိပ်လိုဘယ်လိုခေါ်လဲ cable, router, adapter, modem, အဖြေမှန်မှာ options adapter, ယောက်ျားကိုအင်္ဂလိပ်လိုဘယ်လိုခေါ်လဲ router, cable, adapter, modem, အဖြေမှန်မှာ option A router,